ပြောင်းမရတဲ့ဂတိအပိုင်းနှစ်မစုံနိုင်တဲ့လမ်းခွဲမိုးဆက်သူကဗီဒင်းပေါက်မှန်ကိုတဖြောက်ဖြောက်ရိုက်ခဲ့နေသည်တစ်လွင်တယောက်သေးအတွေးနဲ့ချဲ့နေစီထီးရနဲ့ရောင်တစ်ချောင်းစောင်းထားသောမိန်းကလေးတယောက်တွင်ငယ်ရှိတဲ့တွင်ရပ်တန့်သွားသည်တစ်လွင်မောက်ကြည့်လိုက်မိချိန်တွင်တော့ရင်ထဲ၌ဘုံတလုံးပေါက်ကွဲထွဲသလိုခံစားလိုက်ရသည်ထိုမိန်းကလေးကသူနင်းညမပြတ်လွမ်းဆွနေရသောနွေးနွေးဖြစ်နေသည်ပြောင်းလဲမှုဒါပေမဲ့နွေးနွေးရဲ့မျက်လုံးတွေထဲမှာအရင်ကလိုတောက်ပမှုမျိုးမရှိတော့ပဲစိမ့်သက်မှုတွေကသာနေရာယူထားသည်တစ်လွင်နင်ဒီမှာရှိနေဦးမယ်လို့ငါမထင်ထားဟုနွေးနွေးကအေးဆက်ဆက်လေးတန်းဖြင့်ပြောလိုက်သည်ဂတိတစ်ခုရဲ့အကြောင်းတစ်လွင်ထားရက်လိုက်ပြီးသူမရဲ့လက်ကိုလှမ်းဆွဲလိုက်သည်နွေနင်ဘယ်ဒီရောက်နေခဲ့တာလဲငါ့ကိုဘာလို့အဆက်သွဲဖွက်သွားတာလဲငါတို့ပေးခဲ့တဲ့ဂတိတွေကိုနင်ဝေ့သွားပြီလားနွေးနွေးကသူမရဲ့လက်ကိုဖြီးချင်းစွာယုံထွက်လိုက်ပြီးခါသီးစွာပြုံးလိုက်သည်ဂတိဆိုတာတချို့လူတွေအတွက်တော့တန်ဖိုးရှိပေမဲ့တချို့အတွက်တော့ဝင်တော့ဝင်ပေါ်တစ်ခုပဲတစ်လွင်အဲ့ဒီဂတိကိုငါဖျက်ဆီးခဲ့တာကြာပြီတစ်လွင်စွန့်အားသွားသည်သူအားကိုတကြီးစုပ်ကင်ထားခဲ့တဲ့မျောလင့်ချက်ကကတ်ထုအိမ်လေးလိုပြိုကျပျက်စီးသွားသလိုခံစားလိုက်ရသည်လျှို့ဝှက်ချက်ရဲ့အစနွေလှည့်ထွက်သွားဖို့ပြင်းလိုက်စဉ်တစ်လွင်မြင်လိုက်ရတာကသူမရဲ့ဖဲပတ်လက်တကြွေတွင်တောက်လောင်နေသောဆေးဆက်လက်စွပ်တကွင်းနွေဒါကပါလေနင်တခြားတယောက်နဲ့တစ်လွင်စကားမင်းဆုံးအောင်မပြောနိုင်တော့နွေကနောက်ကိုလှည့်မကြည့်တော့ပဲငါ့ကိုရှာမနေပါတော့နဲ့ငါတို့ကြားမှာဂတိဆူလာမရှိတော့ဘူးဟုပြောကမိုးလဲရည်တဲ့ထို့တိုးဝင်ပြော့ကွဲသွားတော့သည်တစ်လွင်သိချင်နေတာကနွေတကယ်ပဲပြောင်းလဲသွားတာလားဒါမှမဟုတ်တခုခုကိုဖုံးကွယ်မှုကြိုးစားနေတာလားအပိုင်းသုံးမှာဘာဆက်ဖြစ်မလဲနွေဘာကြောင့်အတင်းကျဆိတ်ဆက်ဖဲရတာလဲတစ်လွင်အနေနဲ့နွေရဲ့လျှို့ဝှက်ချက်ကိုဘယ်လိုဖော်ပြမလဲ